Olha o tamanho dessa criança. Olha. Gratidão por tudo. Mais um final de semana que está chegando. Tchau. Alo me mingla ba cooking channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျွန်တော်နဲ့အတူတူကြည့်ရမယ့်ဗီဒီယိုလေးကတော့ဒီမှာလိတ်ဥရှာတာနဲ့ကနန်းတွေကိုဘယ်လိုရှာလဲဆိုတာเนาะကနန်းရှာတဲ့ပုံလေးကိုထူးဆန်းနေတာကြည့်ရအောင်เนาะဒါကတော့လက်ဥတွေ့တဲ့နေရာပေါ့နော်ဒါကျွန်တော်ဗီဒီယိုတွေ့ပြီးမှဗီဒီယိုပြန်ရေးထားပေးရပေါ့ဗျာဒီလေးကြောင့်တော်ပါပေါ့တကယ်လို့ဆက်ဆက်ရှာချင်းမှရိုက်ထားတယ်ဆိုဗီဒီယိုရှေ့သွားမှဆိုလို့လမ်းကြောင်းတွေကဟိုသွားလိုက်ဒီသွားလိုက်နေပဲဗျာတထားရတယ်ဒါလို့တထားရရလို့ပြောရလဲဆိုရင်ဒီကောင်တွေကသူကပြည့်မလားသူကသွားနေသွားထားတဲ့နေရာပေါ့ဟိုဘက်ကိုဆွဲတင်လာနေရတယ်ပေါ့ဗျာဒီမှာဥလဲဆိုတာတော့ပါကြည့်ကြည့်ဒီမှာသွားရရတယ်ပေါ့ဟိုမြင်းကြီးမာနေကြနည်းနည်းရှည်ရပြပြသွားဆိုတော့ရှာယူရတယ်ဟုတ်တော့သွားဒီမှာကသူ့ရှည်ရတယ်တို့ပြန်လာသွားတယ်ပြန်သွားပါလေကျွန်တော်လက်ရှိလောသွားပြီဒီမှာဥလို့ဥမမတိ6ချာရှာရင်းနေပါပဲရှာနေဒီမှာပဲဒါလေးဥရဲ့နေရာပါဗျတို့ပြန်ဆင်းလာပါလေသူ့လမ်းပြန်ဆင်းလာတယ်လားဒါလေးဥထားတဲ့နေရာမှာဒါတော့ဥရဆိုတာကြည့်ရမယ်ဒီကောင်တေချာဖုံးလာတာညဖုံးလာလက်ဥလို့ရှိလို့ရှိမှမသိဘူးတော့ပူးကြည့်ဒီကောင်တေချာဖုံးလာတွေ့လားဒီကောင်တေချာဖုံးလာတာပါဒီလားဒီမှာကျွန်တော်နေနေရတယ်ဒီမှာလက်ဥမြင်နေရပါပြီလက်ဥလို့ခေါ်ပါတယ်ဥပေါ်ဥပြောတဲ့ဥတကဥထဲမှာကောင်းဆုံးဥဘာနဲ့လဲဆိုတော့စားနေပေါ့နော်စားနေပါတဲ့ဘယ်လိုရှိလဲဆိုတော့မသိသေးဘူးကြလက်ဥဆိုတဲ့အတိုင်းလုံးဝိုင်းနေနော်ထုံနော်နော်နော်ချောက်ခုရှစ်ဟိုတစ်လုံးပါဗျာဟိုကတော့တေချာကိုတူးပြီးတော့ဥတာသူကဟောသူတို့ရှေ့ရတယ်ပေါ့ရှေ့ရတယ် Aí, cheguei, viu? Bora pra mais uma? Eita! Bora pra mais um dia abençoado. Obrigado, meu Deus, por mais um dia. Por mais uma quinta-feira. ကြည့်ရသူကနန်းထောင်တာတငယ်ချင်းနဲ့တွေ့ဘူးလားကျွန်တော်တစ်ခါမှမတွေ့ဘူးကနန်းထောင်တာပေါ့နော်ပိုက်ကျိုးလေးတွေနဲ့ Olha o tamanho dessa criança. Olha. Gratidão por tudo. Mais um final de semana que está chegando, viu? Quinto, irmão de quê? Do sexto. Olha. Simbora pra mais uma, viu? Vai! Eita, tá pensando que nós vem pra cá dormir? É nada. Cheguei, Brasil. Ai, nós, olha. နောက်နေ့ကျတော့လက်ပြန်ပေါ်တော့ဗောနော်မိထားပဲကနန်းရှွန့်နေမှာတော့ကနန်းထောင်တာမိယူရနော်ကနန်းနဲ့ပိုက်မှာညှိပြီးတော့မိတာနော်
Essa não veio. Aí, é. Que é uma fêmea pra gente soltar. Vambora. Olha o tamanho da criança. A fêmea, tá vendo? Soltar ela. E os machos? Soltar também? Não. Tirar logo essa. သူ့ပိုက်ကျိုးလေးတွေကမွေကွန်အဲ့လိုအသားမျိုးကျိုးလေးတွေပေါ့နော်တိတ်ရှုပ်ထွေးဖြီလို့မရနဲ့သူဓာတ်နဲ့ဖြတ်ပလိုက်တယ်ကောင်းတာလေးတွေတော့သူပြန်သိမ်းသွားတာတွေ့ Pra ver se esse aqui tá. Tá vendo? Não entendeu não? Então, puxa pra cima e က vamos န pra န်း mais မီတဲ့ uma. ပိုက်ကျိုးမျိုးပဲပြန်သိမ်းလို့ရတော့နော်ကနန်းမိသွားရင်တော့ပိုက်ကျိုးကရှုပ် Tchau, fui e obrigado.